Mingala Special Entertainment မှာကြိုဆိုပါတယ်ဒီတစ်ခါမှာတော့အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာတည်ရှိတဲ့မြို့ကြီးတစ်မြို့ဖြစ်တဲ့ Los Angeles မြို့အကြောင်းကိုဝေမျှချင်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ Los Angeles မြို့ဟာအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Pacific သမုဒ္ဒရာနဲ့ထိစပ်နေတဲ့ကမ်းရိုးတန်းမြို့ကြီးတစ်မြို့ပဲဖြစ်ပါတယ်အနောက်ပိုင်းနဲ့တောင်ဘက်ဟာ Pacific သမုဒ္ဒရာနဲ့ထိစပ်နေပြီးတော့ Santa Monica Bay ကမ်းခြေများတည်ရှိပါတယ်။မြောက်ဘက်မှာတော့ San Gabriel Mountain တောင်တန်းကြီးများကမြို့ရဲ့မြောက်ဘက်မှာတည်ရှိပြီးတော့ Santa Susana Mountain များကလည်းဝန်းရံထားပါတယ်။ Los Angeles မြို့ရဲ့အရှေ့ဘက်မှာ San Bernardinoတောင်နဲ့မြို့ပြဒေသများရှိပါတယ်။ Los Angeles ရဲ့မြို့တော်မှာကမ်းရိုးတန်းလွင်ပြင်ဒေသမှာအဓိကတည်ရှိပေမဲ့တောင်ကုန်းတောင်တန်းများနဲ့ကျိုင်းဝိုင်းများအများပြားပါဝင်ဖွဲ့စည်းထားပါတယ်။မြို့ရဲ့အမြင့်ဆုံးနေရာမှာမောက်လူခင်ဖြစ်ပြီးတော့ပင်လယ်ရေမျက်နှာပြင်ထက်9094ပေခန့်ထိရှိပါတယ်။ Los Angeles ခရိုင်ရဲ့ရောင်းဆိုင်ရာမြို့တစ်မြို့ဖြစ်ပြီးတော့ကယ်လီဖိုးနီးယားပြည်နယ်မှာအကြီးဆုံးမြို့ဖြစ်တယ်လို့အမေရိကန်ပြည်ထောင်စုမှာနယူးယောက်မြို့ပြီးရင်ဒုတိယမြောက်လူဦးရေထူထပ်ဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ Los Angeles မြို့ဟာ San Francisco မြို့ရဲ့တောင်ဘက်342မိုင်ခန့်မှာတည်ရှိပါတယ်။မက္ကဆီကိုနိုင်ငံနယ်စပ်ရဲ့မြောက်ဘက်120မိုင်ခန့်မှာတည်ရှိပါတယ်။ Los Angeles မြို့ဟာကျယ်ပြန့်လှတဲ့မြို့ပြဧရိယာနဲ့အတူကမ်းခြေတောင်တန်းနဲ့သဲကန္တာရဝန်းကျင်ဒေသများမှာမဟာဗျူဟာကျကျတည်ရှိနေတဲ့မြို့ကြီးတစ်မြို့ပဲဖြစ်ပါတယ်။ Los Angeles မြို့ဟာကမ္ဘာကျော်ဖျော်ဖြေရေးလုပ်ငန်းများလှပတဲ့ကမ်းခြေများနဲ့ယဉ်ကျေးမှုဆိုင်ရာအထင်ကရနေရာများတည်ရှိရာမြို့တစ်မြို့ပဲဖြစ်ပါတယ်။ Hollywood Sign ဟာမြို့ရဲ့အမှတ်အသားဖြစ်တဲ့တောင်ကုန်းပေါ်မှာ Hollywood စာလုံးကြီးများဖြစ်ပါတယ်။အနီးကမြင်တွေ့နိုင်ရာအတွက်တောင်တန်းခရီးသွားရောက်နိုင်ပါတယ်။ Hollywood Walk of Fame ဟာကမ္ဘာကျော်အနုပညာရှင်များရဲ့အမည်များကိုကြယ်ပွင့်များနဲ့မှတ်တမ်းတင်ထားတဲ့လမ်းမကြီးပဲဖြစ်ပါတယ်။ Universal Studios Hollywood ဟာရုပ်ရှင်ရိုက်ကွင်းများစိတ်လှုပ်ရှားဖွယ်ကစားကွင်းများနဲ့ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ဝင်ခန်းများလက်တွေ့ခန်းစားနိုင်မယ့်နေရာပဲဖြစ်ပါတယ်။ Griffith Observatory ဟာ Los Angeles မြို့တစ်မြို့လုံးရဲ့ရှုခင်းကိုအပေါ်စီးမှမြင်တွေ့နိုင်ရုံသာမက Hollywood ဆိုင်းဘုတ်ကိုလည်းအနီးကမြင်နေရပါတယ်။နက္ခဗေဒဆိုင်ရာပြခန်းများစွာလည်းရှိပါတယ်။ The Kennedy Center ဟာကမ္ဘာအဆင့်မီပန်းချီကားများပန်းပုများနဲ့ခေတ်မီဗိသုကာလက်ရာများရှိတဲ့အလွန်လှပတဲ့ဥယျာဉ်များရှိတဲ့ပြတိုက်ကြီးပဲဖြစ်ပါတယ်။ Los Angeles County Museum of Art ဟာအနောက်ဘက်အမေရိကန်တိုက်မှာအကြီးဆုံးအနုပညာပြတိုက်ဖြစ်ပြီးတော့အရှေ့ဘက်မှာရှိတဲ့ Urban Light ဓာတ်တိုင်ပေါင်း200နှစ်တိုင်မီးတိုင်စုကြီးမှာအလွန်လူကြိုက်များတဲ့ဓာတ်ပုံရိုက်ကွင်းနေရာဖြစ်ပါတယ်။ The Bronx ဟာခေတ်ပြိုင်အနုပညာများကိုစုဆောင်းထားတဲ့နေရာဖြစ်ပြီးတော့ဝင်ချိန်ခါမဲ့ဖြစ်လေ့လာနိုင်ပါတယ်။ Santa Monica Pier ဟာကမ်းခြေမှာရှိတဲ့ကစားကွင်းရဟတ်ယာဉ်ကြီးနဲ့စားသောက်ဆိုင်များကြောင့်နာမည်ကျော်ပါတယ်။နေဝင်ချိန်ကြည့်ရန်အတွက်အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ Venice Beach ဟာလမ်းဘေးအနုပညာရှင်များစကိတ်စီးဝင်းများနဲ့ထူးခြားတဲ့လူနေမှုပုံစံများကိုမြင်တွေ့နိုင်တဲ့သက်ဝင်လှုပ်ရှားနေတဲ့ကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။ Walt Disney Concert Hall ဟာအလွန်ထူးခြားတဲ့တောင်တန်းကိုယ်ထည်ဗိသုကာဒီဇိုင်းဖြင့်တည်ဆောက်ထားတဲ့ဂီတခန်းမကြီးပဲဖြစ်ပါတယ်။ Beverly Hills ဟာကမ္ဘာအဆင့်မီစိန်ခံပစ္စည်းများနဲ့အဆင့်မြင့်ဖက်ရှင်ဆိုင်များတည်ရှိရာနာမည်ကျော်လမ်းမကြီးပဲဖြစ်ပါတယ်။ The Original Farmers Market ဟာဒေသထွက်အစားအစာမျိုးစုံကိုတစ်နေရာတည်းမှာမြင်ဆန်းကြည့်နိုင်တဲ့သမိုင်းဝင်ဈေးတန်းကြီးပဲဖြစ်ပါတယ်။ Universal Studios ဟာမိသားစုလိုက်ပျော်ရွှင်စရာကောင်းတဲ့နေရာများပဲဖြစ်ပါတယ်
မြို့ပြင်သို့သွားရောက်လဲပတ်ရင်းလည်းအနီးအနားရှိဒက်စနီလန်ပတ်ခါလည်းမဖြစ်မနေသွားရောက်လဲပတ်သင့်ပါတယ်။ လော့အန်ဂျယ်လိစ်မြို့ဟာအမေရိကန်နိုင်ငံမှာလေထုညစ်ညမ်းမှုအမြင့်မားဆုံးမြို့များထဲမှတစ်ခုအဖြစ်သတ်မှတ်ခံရလေ့ရှိပါတယ်။မီဂိုမြို့ဟာမြို့ရဲ့အနေအထားအရတောင်တန်းများဝန်းရံထားတဲ့အတွက်ကားနှင့်စက်ရုံများမှထွက်တဲ့မီးခိုးငွေ့များလေထဲမှပိတ်မိနေတတ်ပါတယ်။အိုဇုန်အဆင့်မှာဆိုရင်အထူးသဖြင့်တော့နွေရာသီမှာအိုဇုန်အဆင့်မြင့်တက်လေ့ရှိပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်ပါတယ်။မကြာသေးမီနှစ်များတွင်လျှပ်စစ်ကားများအသုံးပြုမှုမြင့်တင်ခြင်းနှင့်တင်းကျပ်သည့်စည်းမျဉ်းများကြောင့်လေထုအရည်အသွေးဟာဆယ်စုနှစ်များစွာကထက်သိသိသာသာကောင်းမွန်လာပေမယ့်ကျန်းမာရေးအတွက်စိုးရိမ်ရတဲ့အဆင့်မှာရှိနေပါတယ်။ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းနှင့်အတူလော့အန်ဂျယ်လိစ်မှာအလွန်ပြင်းထန်တဲ့အပူလှိုင်းများပိုမိုခံစားလာရပါတယ်။ပူပြင်းခြောက်သွေ့တဲ့လေပြင်းများကြောင့်မြို့ရဲ့နီးစပ်တဲ့တောင်ကုန်းများတောမီးလောင်ကျွမ်းမှုမှာနှစ်စဉ်ဖြစ်ပွားလေ့ရှိတဲ့အန္တရာယ်ဖြစ်ပါတယ်။ပိုင်ဆိုင်မှုများပျက်စီးစေရုံသာမကလေထုကိုလည်းဆိုးရွားပြီးညစ်ညမ်းစေပါတယ်။ လော့စ်အန်ဂျယ်လိစ်မြို့ဟာငလျင်ပြရွှေကျော်ပြည်အနီးမှာတည်ရှိနေတဲ့အတွက်ငလျင်အန္တရာယ်အမြဲရှိနေတတ်ပါတယ်။အဆောက်အဦများကိုတော့ငလျင်ဒဏ်ခံနိုင်ရန်အထူးဒီဇိုင်းဖြင့်တည်ဆောက်ထားကြပါတယ်။လော့အန်ဂျယ်လိစ်မြို့ဟာအလွန်ကျယ်ဝန်းတဲ့မြို့ပြပန်းခြံကြီးများရှိပေမယ့်လူဦးရေထူထပ်တဲ့ဒေသအချို့မှာစိမ်းလန်းတဲ့နေရာများလည်းရှိပါတယ်။လော့အန်ဂျယ်လိစ်မြို့ဟာတာယာတဲ့ကမ်းခြေများနဲ့နေရောင်ခြည်ကောင်းကောင်းရရှိတဲ့ရာသီဥတုရှိပေမယ့်တခါတရံမှာတော့လေထုညစ်ညမ်းမှုရေရှားပါးမှုများကိုလည်းရင်ဆိုင်နေရပါတယ်။ကြည့်ရှုသူလူကြည့်အမိန့်တစ်ဦးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။